ကြီးလိုက်ရင်တော့ကိုယ့်ကိုကူညီပေးသလိုလိုနဲ့ကိုယ့်ရဲ့ဘဝကိုကယ်တင်ပေးသလိုလိုနဲ့ဘဝကိုနင်းဖြတ်ခြေနင်းပြီးတော့မြခုံးမွေးပေါ်ဇင်းညံလျှောက်တဲဆိုတဲ့သူမျိုးတွေကိုကြုံဘူးလားအဲ့လိုကြုံတဲ့အခါကြလို့ရှိရင်အခုဒီပုံမြင်လေးကိုဥပမာယူပါတနေ့မှာမီးအိုကြီးတကောင်ကတွင်းနဲ့ကြီးတွေကိုကြာသွားတယ်သူကပြန်ပြီးတော့တက်မလာနိုင်တော့ဘူးပိုင်ရှင်ကလည်းသူ့ကိုကယ်ဖို့အတွက်မဖြစ်နိုင်တော့တဲ့အချိန်မှာပိုင်ရှင်ကစဉ်းစားတာကသူကယ်တင်လို့မရတော့မဲ့အတူတူတော့ဒီမီးအိုကြီးကိုမြေဖုတ်ပြီးတော့ပဲတကြိုလိုက်တော့မယ်ဆိုပြီးတော့အဲ့ဒီမှာမြေကြီးတွေကိုတွင်းနဲ့ကြီးတွေကိုပြစ်ပြီးတော့ထည့်တဲ့အခါမှာမီးအိုကြီးကအဲ့ဒီသူ့အပေါ်ကိုကျလာတဲ့ဒီမြေကြီးတွေကိုသူ့ရဲ့ခန္ဓာကိုယ်ကိုလှုပ်ခါရင်းနဲ့သူကရှောင်ဖယ်လိုက်တယ်ရှောင်ဖယ်လိုက်ရင်းနဲ့မြေကြီးတွေကကျလာတယ်သူကအဲ့ဒါကိုခါပြီးတော့ဖယ်ချတယ်မြေကြီးတွေကကျလာတယ်ခါပြီးတော့ဖယ်ချတယ်မြေကြီးတွေများလာတဲ့အခါမှာသူ့ရဲ့ခါလာနိုင်တဲ့နှုံးနဲ့အဲ့ဒီမြေကြီးကတဖြည်းဖြည်းမြင့်လာတယ်သူ့ရဲ့ဒီမြေကြီးကိုရှောင်လွှဲပြီးတော့ခါလိုက်တဲ့အရှိန်နဲ့သူကအဲ့ဒီမြေကြီးအမြင့်အပေါ်ကိုသူကလည်းတဖြည်းဖြည်းရောက်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲမြေအိုကြီးကတွင်းဝကိုရောက်ရှိလာပြီးတော့သူ့ရဲ့အသက်အန္တရာယ်ကိုသူ့ကိုယ်တိုင်ကာကွယ်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားတယ်ပိုင်ရှင်အနေနဲ့တော့ငါမီးကြီးတည်သွားပါစေဆိုပြီးတော့လုပ်တာတော့မဟုတ်ဘူးသူမလုံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ဒီမီးအိုကြီးကိုတကြိုဖို့ဆိုပြီးတော့သူကစဉ်းစားတာမီးအိုကြီးအနေနဲ့ကြတော့သူ့ကိုရောက်လာတဲ့အန္တရာယ်ကိုသူ့ဘက်ကနေပြီးတော့မှသူအိုမင်းမစွမ်းဖြစ်တော်လဲသူနိုင်တဲ့လောက်သူ့ရဲ့ခန္ဓာကိုယ်ကိုသူစောင့်ရှောက်ပြီးတော့ဒီမြေကြီးတွေကိုဖယ်လိုက်တဲ့အခါမှာအဲ့မြေကြီးတွေကမြင့်တက်လာပြီးတော့မှသူကအသက်ဘေးအန္တရာယ်ကနေပြီးတော့လွတ်မြောက်သွားတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့ဘဝမှာလည်းအခက်အခဲပြဿနာတွေနဲ့အစဉ်မပြေမှုတိုင်းကိုကျမတို့ကရင်ဝဲပိုက်ထားတာမဟုတ်ဘဲနဲ့အမြဲတမ်းခါချပြီးတော့အဲ့ဒီအခက်အခဲပြဿနာတွေကကျမတို့အတွက်အောင်မြင်မှုရဲ့လှေကတစ်တွေအနေနဲ့ကျမတို့ကျင့်သုံးရမှာပဲဖြစ်ပါတယ်။ဒီမှာမီးအိုကြီးကသာနော်သူ့ရဲ့ပိုင်ရှင်ကိုအပြစ်တင်နေမယ်ငါပိုင်ရှင်မြန်ငါ့ကိုလုံးရက်လိုက်တာဆိုတဲ့နော်အပြစ်တင်နေမယ်ငါအသက်ကြီးနေပြီငါမလုံနိုင်တော့ဘူးတည်ရင်လဲတည်တင်ပါပြီဆိုတဲ့ limiting belief တွေထားနေမယ်ဆိုရင်မီးအိုကြီးဟာဒီနေရာကနေပြီးတော့အသက်ဘေးကနေလွတ်လာမှာမဟုတ်ဘူးသူကိုယ်တိုင်သူ့ရဲ့ဘဝကိုဉာဏ်ပညာနဲ့ဖြတ်သန်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုမင်းရင့်ရော်နေတော့လေသူအသက်ဘေးကနေပြီးတော့လွတ်မြောက်လာတာပဲဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ရဲ့ဘဝမှာဖြစ်လာတဲ့အခက်အခဲပြဿနာတွေကိုခါချပါကိုဘယ်တော့မှငယ်သေးတယ်အသက်တွေကြီးသွားပြီငါပညာမတတ်ဘူးငါမှအပေါင်းအသင်းမရှိဘူးငါမှအတိုင်းဝိုင်းမရှိဘူးငါမှဆရာကောင်းတမကောင်းမရှိဘူးဆိုတဲ့ limiting belief တွေဘာမှမထားဘဲနဲ့ဆရာကောင်းတမကောင်းရှိလာဖို့ကိုရှာဖွေဖို့လိုတယ်မိကောင်းဆွေကောင်းရှိလာဖို့အတွက်ကိုရှာဖွေဖို့လိုတယ်တခါတလေမှာဘယ်အရာကမှရှာနေစရာမလိုဘဲနဲ့ကိုယ့်စီကိုရောက်လာဖို့အတွက်ဆိုရင်ကျမတို့ကကိုယ်တိုင်လူကောင်းသူကောင်းမိကောင်းဆွေကောင်းဖြစ်ဖို့လိုတယ်ကိုယ်တိုင်ကိုယ့်ဘဝကိုတိုးတက်အောင်ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ဖို့လိုတယ်ကိုဟာလူတွေယုံကြည်ရတဲ့သူတစ်ယောက်နဲ့နာမည်ကောင်းတစ်ခုယက်တည်နေတဲ့သူတစ်ယောက်ဖြစ်ဖို့လိုတယ်ကိုမှသာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအည်အသွေးတွေရုပ်ပိုင်းဆိုင်ရာအည်အသွေးပြည့်ဝနေတယ်လို့ဆိုရင်မိကောင်းဆွေကောင်းဆရာကောင်းတမကောင်းတွေဆိုတာဟာတွေ့လာနိုင်ပါတယ်ဒါကြောင့်မို့လို့ဖြစ်လာတဲ့အခက်အခဲပြဿနာတွေကိုအောင်မြင်မှုလှေကတစ်အနေနဲ့ခံယူပြီးတော့မီးအိုကြီးလို့ပဲကျမတို့ခါချပါလို့ဒီကနေပြီးတော့ညှော်ပေးခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခိမိနီပညာများနဲ့ငွေရှာပညာတများအဖြစ်ပျော်ရွှင်အောင်မြင်သောဘဝတွေကိုဖန်တီးတည်ဆောက်နိုင်ကြပါစေကျွန်မကေပါရှင်